တရားဘလို့အထောက်ရမလဲဆိုတဲ့အပိုင်းကိုဓမ္မပဒပါဠိတော်မှာလာတဲ့ဂါထာလေးတစ်ပုဒ်နဲ့စလိုက်ခြင်းဧထပတ္တိမံလောကံစိတ်တံရာဇရထုပမံယထဘာလာဝိတိရန္တိနတ္ထိသင်္ကောဝိဇာနတံဗိမိတာရမင်းကြီးရဲ့သားဖြစ်တဲ့အဖေယမင်းသားကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တာစစ်ပွဲတစ်ပွဲကိုအနိုင်တိုက်နိုင်လို့ပေးတဲ့ဆုလက်တွေထဲမှာကားကြည်တဲ့မာလေးတယောက်ပါတယ်အဲ့ဒီကားကြည်တဲ့မာလေးကကပြဖြောပြေးစင်းမှာပဲလေတင်နှုံးဖြတ်ပြီးတော့ရုတ်တရက်ဆုံးအလွန်ချစ်မြတ်နိုးတဲ့အတွက်ကြောင့်ဒီမင်းသားရဲ့စိတ်ကိုတောကပရိဒေဝမီးဟာအကြီးအကျယ်လောင်တယ်ဒီမီးကိုမြတ်စွာဘုရားလွယ်လို့ဘယ်သူမှမငြိမ့်သက်နိုင်ဘူးဆိုတာကိုသိတဲ့ဉာဏ်ရှိတဲ့အတွက်ကြောင့်အဲ့ဒါမြတ်စွာဘုရားဒီကိုရောက်သွားပြီးတော့နော်သူ့မှာအလွန်ဆင်းရဲတဲ့ပူလောင်ရတဲ့ဒီအခြေအနေကိုကုစားပေးဖို့မြတ်စွာဘုရားကိုရှောက်အဲ့ဒီမှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာဧထပတ္တိမံလောကံစိတ်တံရာဇရထုပမံယထဘာလာဝိတိရန္တိနတ္ထိသင်္ကောဝိဇာနတံဧထလာကြကုန်လောရာဇရထုပမံမင်းစည်းတဲ့ယထာတစင်းလိုစိတ်တံအလွန်ဆန်းကျဲသောဣမံလောကံဤခန္ဓာကိုယ်တည်းဟုသောလောကကိုပတ္တထအမှန်အကန်သိအောင်မြင်အောင်ကြည်ကြကုန်လောရသော်ဘုရားလာကြဆိုတဲ့နှိုးဆော်တန်လေးနဲ့ဟောတာနော်လာကြမင်းစည်းတဲ့ယထာတစင်းလိုအလွန်ဆန်းကျဲစွာတိဆောက်တဲ့အလွန်ဆန်းကျဲစွာဖြစ်ပေါ်နေတဲ့ဒီခန္ဓာတည်းဟုသောလောကကြီးကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည်ကြအဲ့ဒါတရားအထုတ်နေအချင်းချုပ်ပဲတရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာရဲ့တဘာဝတွေကိုအမှန်တိုင်းသိအောင်လိုက်ကြည့်တာအဲ့ဒါကိုယ်ခန္ဓာတည်းဟုသောလောကလို့သုံးတယ်လောကဆိုတာတတ္တလောကရှိတယ်သင်္ခါရလောကရှိတယ်ဩဃာတလောကရှိတယ်ယောဂီတို့သိပါနော်လူတယောက်ဟာလောကတစ်ခုပါပဲအဲ့ဒါဒီလောကကြီးကဒီဘဝကြီးကဒီခန္ဓာကြီးကစမ်းကြယ်လွန်းလို့မြတ်စွာဘုရားသူ့ကိုအဲ့ဒီခေတ်ကအစမ်းကြယ်ဆုံးပစ္စည်းတစ်ခုလို့နော်ထင်အောင်မြင်အောင်ပြောတဲ့နေရာမှာဥပမာပေးတဲ့အနေနဲ့ရာဇရထုပမံမင်းစည်းတဲ့ယထာဘယင်စည်းတဲ့ယထာဆိုတော့အလွန်မှကိုခန္ဓာနာနာစမ်းစမ်းကြဲကြဲတွေလှုပ်ထားမှာပေါ့ဟုတ်လားအဲ့ဒါတရားအထုတ်နည်းအနှစ်ချုပ်ပဲဒီဥစ္စာမင်းစည်းတဲ့ယထာတစင်းလို့အလွန်စမ်းကြဲစွာဖြစ်ပေါ်နေတဲ့ဟောဒီခန္ဓာတည်းဟူသောလောကကြီးကိုအမှန်သိအောင်မြင်အောင်ကြည့်ကြယထဘာလာဝိတိရန္တိမကြည့်လို့မသိကြမမြင်ကြတဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခအမျိုးမျိုးထဲမှာနစ်မွန်းသွားလိမ့်မယ်တရားအမထုတ်ရင်ရမယ်အပြစ်ကိုလည်းတခါတည်းပြောသွားတာနော်ဂါထာလေးရတာတူတာအ내ဒိဗေကအကျေဘဝရဲ့အကြောင်းလောကရဲ့အကြောင်းကိုတတိပဋ္ဌာန်နိလမ်းများနဲ့အညီအမှန်တိုင်းသိအောင်မကြည့်လို့မသိရင်မသိတဲ့လောက်ဒီလူကိုမိုက်မဲတယ်လို့ခေါ်ရတယ်ကိုယ်အကြောင်းကိုဘာမှမသိဘူးစိတ်တွေရဲ့အကြောင်းမသိဘူးခံစားမှုတွေအကြောင်းမသိဘူးဒီရုပ်တွေဟာဘလို့ဖြစ်ပေါ်နေတယ်လဲမသိဘူးဒီပြင်ဟာတွေပဲသိအောင်ကြိုးစားနေတယ်ကိုယ့်ဘဝကြီးအကြောင်းသိအောင်တော့ဘာမှလည်းအားမဆိုင်ဘူးသိအောင်ကြိုးစားရကောင်းမှလည်းမသိဘူးဆိုရင်ဒီလူကိုဘလို့ဒီမှာကြပြည့်တတ်တော့ဘာလာလူမိုက်ဟုတ်လားဒီခန္ဓာတည်းဟူသောလောကကိုအမှန်တိုင်းသိအောင်မကြည့်လို့မသိကြတဲ့လူမိုက်တွေဟာအမျိုးမျိုးသောဒုက္ခတွေထဲမှာနစ်သွားလိမ့်မယ်ဘဝကိုတတိနဲ့စောင့်မကြည့်ဘူးဆိုရင်ဘဝအကြောင်းနားမလဲဘူးအဲ့ဒီနားမလဲမှုဆိုတဲ့အဝိဇ္ဇာနောက်ဆက်တွဲမှားယွင်းမှုများစွာကိုဖြစ်ပေါ်စေတယ်ဆွဲလန်းမှုတွေနဲ့မှားမယ်မကျေနပ်မှုတွေနဲ့မှားမယ်အဲ့တော့နောက်ဆက်တွဲထပ်ပြီးတော့နောက်ဆက်တွဲအဆိုးကဘာလာမလို့ဆိုတော့တောကပရိဒေဝဒုက္ခဒေါမနတဒါတွေလာမှာအဲ့ဒါမသေးခင်မှာလည်းပဲဘဝအကြောင်းနားမလဲရင်နားမလဲတဲ့လောက်ဆင်းရဲရလိမ့်မယ်ပူရလိမ့်မယ်လောင်ရလိမ့်မယ်ဒါကဒီဘဝတွင်ဘဝရဲ့အကြောင်းကိုမသိရင်ဆင်းရဲရမယ်ဆိုတာကိုပြောတာ
ဘဝအကြောင်းကိုမသိတဲ့အတွက်ကြောင့်ဘဝပေါ်မှာမမောမှုကအလိုလျောက်ဖြစ်ပြီးသားပဲဒီနေရာမှာဘဝအကြောင်းသိတယ်ဆိုတာအဆုံးစွန်အတိကဘာလဲဆိုတော့ဒုက္ခသစ္စာကိုပိုင်ခြားသိတာဘဝဆင်းရဲခြင်းကလွယ်လို့ဘာမှမဟုတ်ဘူးလို့သိတာအဲ့ဘဝအကြောင်းမသိဘူးဆိုတာလူရင်းပြောရရင်ဆင်းရဲမှမသိတာဆင်းရဲမှမသိတော့ဘာဖြစ်တုံးဆိုတော့တွေ့တာတယ်မမောတယ်လိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်လောဘပေါ့နော်တဏှာလို့လည်းပဲတချို့ဒေသနာတွေမှာသုံးတယ်ရာဂလို့လည်းပဲသုံးတယ်အဲ့ဒီလောဘဖြစ်ပြီဆိုရင်အဲ့ဒီလောဘဟာတဏှာပောနောဘဝိကာဆိုတဲ့ဒေသနာအတိုင်းနောက်ထပ်ဘဝတွေကိုထပ်ပြီးတော့ဖြစ်စေတယ်ဘဝဖြစ်ပြီဆိုရင်ဘဝကိုမှီးပြီးတော့ဖြစ်နေတဲ့ဒုက္ခတွေဟာတောက်လျှောက်ဖြစ်တော့တာပဲအိုရလိမ့်မယ်ဟောင်းရလိမ့်မယ်နာကျင်ခံခတ်မှုကိုခံစားရလိမ့်မယ်ချစ်သူတွေနဲ့ကိုယ်ရလိမ့်မယ်မချစ်သူတွေနဲ့တွဲရလိမ့်မယ်အလိုမပြည့်တဲ့ဒုက္ခတွေကိုလည်းခံစားရလိမ့်မယ်ငိုရလိမ့်မယ်ပူရလိမ့်မယ်လောင်ရလိမ့်မယ်ဘဝမှာဒုက္ခတွေဖြစ်လာတိုင်းဘာကြောင့်ဖြစ်တာဘယ်သူကြောင့်ဖြစ်တာဘဝကြောင့်ဖြစ်တာဆိုတဲ့အမြင်ထက်ဘဝကြီးကိုကဒုက္ခဖြစ်နေတဲ့သဘောကြီးပါလားဘဝဖြစ်ရင်ဒီဒုက္ခတွေကရှောင်လို့မရပါလားဇက်တိုက်ဖြစ်မဲ့အရာတွေပါလားလို့လေးလေးနက်နက်နားလည်ဖို့လိုတယ်ဒါကြောင့်မြတ်စွာဘုရားဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိလူရလို့စပြီးတော့ဖြစ်လိုက်တာနဲ့အိုခြင်းတရားသေခြင်းတရားစိုးရင်ခြင်းတရားငိုကြွေးခြင်းတရားကိုယ်ဆင်းရဲခြင်းတရားစိတ်ဆင်းရဲခြင်းတရားပြင်းစွာပင်ပန်းခြင်းတရားမလိုလားအပ်တဲ့ဒုက္ခ9မျိုးဟာဇက်တိုက်ကိုဖြစ်မှာတားလို့မရအောင်ဘာနဲ့မှလည်းကာကွယ်လို့မရအောင်အဲ့ဒီဒုက္ခတွေဘာကြောင့်ဖြစ်လဲလို့မေးရင်ဘဝဖြစ်လို့အဲ့ဒီဘဝဘာကြောင့်ဖြစ်လဲလို့မေးရင်လောဘဖြစ်လို့အဲ့ဒီလောဘဘာကြောင့်ဖြစ်လဲလို့မေးရင်ဘဝအကြောင်းတကယ်မသိလို့ဘဝအကြောင်းဘာလို့မသိတာတုံးဆိုတော့မကြည့်လို့မသိတာဒါကြောင့်မြတ်စွာဘုရားယထဘာလာဝိတိရန္တိခန္ဓာအကြောင်းအမှန်သိအောင်မကြည့်လို့မသိကြတဲ့ပုဂ္ဂိုလ်တွေဟာပိဿုပန်မှာလည်းပဲဆင်းရဲအမျိုးမျိုးနဲ့ပူရလိမ့်မယ်လောင်ရလိမ့်မယ်နောက်ထပ်ဘဝတွေကိုထပ်ရပြီးတော့လည်းပဲဘယ်တော့မှဆင်းရဲဟာမဆုံးဘူးဒုက္ခတွင်တွေကမတက်ရအောင်နှစ်မွန်းသွားမယ်လို့ဟောတာနော်ယထဘာလဝိတိရန္တိနှစ်မွန်းသွားလိမ့်မယ်ဘယ်တဲ့တော့ဆိုတော့ဆင်းရဲတယ်နတ္ထိသင်္ကောဝိဇာနတံဒီခန္ဓာရဲ့အကြောင်းဒီဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ကြလို့တရားအထုတ်တာကိုပြောတာအဲ့ဒါ9ရက်လုံးကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘာတွေဖြစ်နေတယ်လဲဖြစ်နေတဲ့အရာမှန်တယ်များကိုအကုန်လိုက်ပြီးတော့သိနေအောင်ကြိုးစားမှာအဲ့လိုကြိုးစားလို့သိကြပြီမြင်ကြပြီနားလည်ကြပြီဆိုတဲ့ပုံကိုယ်တွေအဆုံးစွန်ဘာဖြစ်သွားတော့ဆိုတော့သင်္ကောကညှိခြင်းသည်နတ္ထိမရှိနတ္ထိသင်္ကောဝိဇာနတံသိကြမြင်ကြတဲ့ပုံကိုယ်တွေကညှိမှုမရှိဘူးသိကြမြင်ကြတယ်ဆိုတာဘာကိုရည်ညွှန်းတာတော့ဒီခန္ဓာကြီးဟာဆင်းရဲတရားပဲလို့သိတာဒါအဆုံးစွန်အသိကိုပြောတာပေါ့အဲ့ဒီအသိကိုမရသေးခင်ရှေးဖို့မှာဖြစ်ပေါ်နေတဲ့တရားတွေဟာတောက်လျှောက်ပဲပြီးဆုံးလိုက်နေတဲ့သဘောကုံဆုံးလိုက်နေတဲ့သဘောဒီအနိစ္စကိုကျွမ်းကျင်နားလည်အောင်မယ်အဲ့ဒီအနိစ္စကိုနားလည်ရခြင်းဟာလည်းပဲအလုံးမစိတ်နှလုံးကိုငြိမ်းအေးစေတယ်ဘာလို့ဆိုတော့ तू ဟာပူစီတဲ့လောင်စီတဲ့ရာဂနဲ့ဒေါသကိုနေပါသွားစေလို့တောက်လျှောက်ပြီးဆုံးလိုက်နေတာတွေပဲအနိစ္စတွေပဲလို့သိရင်သိသလောက်ရာဂနဲ့ဒေါသကိုအလိုလိုလျှော့ချပြီးသားဖြစ်တယ်ပေါ့နောက်ဆုံးဒုက္ခသစ္စာကိုတကယ်ပိုင်းခြားသိမယ်ဆိုလို့ရှိရင်ကညှိမှုသူ့မှာမရှိတော့ဘူးတဲ့ကညှိမှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒါဒုက္ခငြိမ်းတယ်လို့ပြောရတာအဓိကဒါလေးကိုဏိဒန်းအနေနဲ့ပြောရတာအလွန်မှရတာရှိပါတယ်နော်လာကြမင်းစည်းတဲ့ယထာတစင်းလို့အလွန်မှစမ်းကြယ်စွာဖြစ်ပေါ်နေတဲ့ဒီခန္ဓာဒီဟူသောလောကကြီးကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်ကြမကြည့်လို့မသိတဲ့ပုဂ္ဂိုလ်တွေဒုက္ခတွင်နဲ့နစ်သွားကြလိမ့်မယ်ကြည့်လို့သိကြမြင်ကြတဲ့ပုဂ္ဂိုလ်တွေဟာကညှိမှုမရှိဘူးတနည်းအားဖြင့်
ဒုက္ခတွေကနေလွတ်မြောက်သွားပြီဒီသဘောကိုပြောတာနော်လို့ဆိုရင်တရားအထုတ်နည်းပါလေကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့ယုံနံသဘာဝတရားတွေကိုဖြစ်တိုင်းလိုက်ပြီးတော့သိဖို့ကြိုးစားတာအဲ့ဒါတရားအထုတ်နည်းအနှစ်ချုပ်ပဲနော်ပြန်ပြောမယ်နော်ဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့ယုံနံသဘာဝတရားတွေကိုဖြစ်တိုင်းသိနေအောင်ကြိုးစားတာဒီခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘာဝတရားတွေကအချင်းချုပ်လိုက်ရင်တော့ယုံနဲ့နံပေါ့အကျေပြောမယ်ဆိုရင်တော့ပြောလို့မဆုံးဘူးခန္ဓာ၅ပါးရှုထောင့်ကပြောမလားမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးရှုထောင့်ကပြောမလားယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုရဘယုံဓမ္မယုံဆိုတဲ့အာယုံ6ပါးရှုထောင့်ကပြောမလားအဲ့ဒီအာယတနာ12ပါးမှာဝိညာဏဓာတ်6ပါးထည့်ပြီးတော့ဓာတ်18ပါးရှုထောင့်ကကြည့်ပြီးတော့ပြောမလားမြတ်စွာဘုရားအလွန်အဟောများတာကတော့ခန္ဓာ၅ပါးပေါ့ခန္ဓာဆိုတဲ့စကားလုံးကအစုအဝေးလို့အဓိပ္ပာယ်ရတယ်နော်ယူပခန္ဓာရုပ်အစုအဝေးရူပဆိုတဲ့ပါဠိစကားလေးကိုရုပ်လို့ဘာသာပြန်တယ်ပြီးွားတဲ့နားလည်မှုရှိလိမ့်မယ်လို့မထင်ဘူးရုပ်ဆိုတော့ဘာလဲကြံမြအဖြစ်တော့သက်မဲ့အစာရိခဲဝတ္ထုတရဒါတွေကိုရုပ်လို့စိတ်ကအဲ့လိုနားလည်သွားလိမ့်မယ်ထင်တယ်နော်အမှန်ကရုပ်ဆိုတာရူပကိုဗမာစကားလုံးပြုတ်ထားတာရူပဆိုတဲ့ပါဠိစကားဟာဖောက်ပြန်ခြင်းလို့အဓိပ္ပာယ်ရတယ်အမျိုးသောအကြောင်းကြောင့်ဖောက်ပြန်ပြောင်းလဲရုပ်တဘာဝမျက်စိနဲ့မြင်နေရတဲ့ဒီကိုယ်ကောင်ကြီးအဲ့ဒါရုပ်တဘာဝစမ်းကြည့်လိုက်ရင်ပူရင်ပူမယ်နှွေးရင်နှွေးမယ်အေးရင်အေးမယ်မာရင်မာမယ်ပြောရင်ပြောမယ်နှုတ်ရင်နှုတ်မယ်ကြမ်းရင်ကြမ်းမယ်ငြိမ်ရင်ငြိမ်မယ်လှုပ်ရင်လှုပ်မယ်ပြန်ပြီးတော့တွန်းရင်တွန်းမယ်ဒါထိမှုဖြင့်သိနိုင်တဲ့ဖုရဘာယောပထဝီဝါယောတေဇောဟုတ်ပြီနော်အဲ့ဒါဘာလဲလို့မြင်အကြံဉာဏ်ဖြင့်ရုပ်ပေါ့အဲ့ဒီရုပ်ကိုယ်ကောင်ကြီးကိုအမိပြုတ်ပြီးတော့ဖြစ်နေတဲ့နံတရားသူကြတော့မြတ်စွာဘုရား၄ပိုင်းပိုင်းပြီးတော့ဟောတယ်ခံစားမှုရှုထောင့်ကကြည်ပြီးတော့ပြောတာရှိတယ်ချမ်းသာတယ်ဆင်းရဲတယ်ဘာပဲညာပဲအကောင်းပဲဆိုပဲဘယ်သူပဲဘယ်ဝါပဲမှတ်ထင်မှုသင်ညာရှုထောင့်ကကြည်ပြီးတော့ပြောတာလည်းရှိတယ်နံတရားတွေမှာဝေဒနာခန္ဓာကိုအရင်စဟောတာနော်ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာတိမှုဝိညာဉ်နဲ့ခန္ဓာကအရင်စပြီးတော့နားလည်ကြည့်တဲ့တယ်ဒီမျက်လုံးလေးကပါလာတဲ့အခါကျတော့အယောင်နဲ့တွေ့တဲ့အခါမှာမျက်လုံးပေါ်မှာမြင်သိစိတ်ဆိုတာဖြစ်တယ်သက္ကုံစာပရိစ္ဆာရူပိစာဥပ္ပိစတိသက္ခုဝိညာဏအဲ့ဒါလိုပဲနားလေးကပါလာတယ်အတန်နေနဲ့တွေ့တဲ့အခါမှာကြာတိစိတ်ဆိုတာဖြစ်လာတယ်အဲ့ဒီမြင်သိစိတ်ကြာတိစိတ်အနံ့ကိုသိတဲ့စိတ်အရသာကိုသိတဲ့စိတ်အတွေ့အထိကိုသိတဲ့စိတ်ဟုတ်လားအဲ့လိုမျိုးဝိညာဏတ္တ6ပါးဝိညာဉ်နဲ့ခန္ဓာသိပြီဆိုတာနဲ့ခံစားမှုကတခါတည်းတွဲဖြစ်တယ်ချမ်းသာသလားဆင်းရဲသလားသို့မဟုတ်ချမ်းသာခြင်းဆင်းရဲခြင်းမထင်ရှားတဲ့ဥပေက္ခလားခံစားမှုပါတယ်သိပြီဆိုတာနဲ့ဘာပဲညာပဲမှတ်ထင်မှုအကောင်းဆိုးအဓိပ္ပာယ်အမျိုးမျိုးမှတ်ထင်မှုပါလာတယ်သင်ညက်ခန္ဓာသိပြီဆိုတာနဲ့စိတ်ကတောက်လျှောက်တုံ့ပြန်မှုသဘောအကောင်းဆိုးတစ်မျိုးမျိုးနဲ့တုံ့ပြန်တယ်မမောတဲ့သဘောဖြစ်မလားမကျေနပ်တဲ့သဘောဖြစ်မလားမသိတဲ့သဘောဖြစ်မလားဒါကဆိုးတဲ့ဘက်ပေါ့နော်ရက်ရောတဲ့သဘောတွေဖြစ်မလားတတ္တဝါတွေရဲ့အပေါ်မှာကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းတဲ့သဘောတွေဖြစ်မလားဓမ္မမုတ်သိမြင်နားလေတဲ့သဘောဖြစ်မလားစိတ်ရတုံ့ပြန်နေတတ်တဲ့သဘာဝအကြံဉာဏ်ဖြင့်အဆိုးဘက်မှာ3မျိုးအကောင်းဘက်မှာ3မျိုးအဆိုးဘက်3မျိုးပါတော့လောဘဒေါသမောဟအကောင်းဘက်3မျိုးပါတော့အလောဘအဒေါသအမောဟဒါဘာလဲလို့မေးအကြံဉာဏ်ဖြင့်သင်္ခါရခန္ဓာ
မင်းစည်းတဲ့ယထာတစင်းလိုအလွန်စမ်းကြယ်စွာဖြစ်ပေါ်နေတဲ့ဒီခန္ဓာဒီဟူသောလောကကိုအမှန်မြင်အောင်ကြည့်ကြဟောတော့လောကဆိုတာဘာပြောတာလဲလောကဆိုတာဒီဖြစ်ပေါ်နေတဲ့ဘဝဒီတတ္တဝါတွေကိုအဓိကပြောတာတော့ကိုယ်အကြောင်းကိုသိအောင်လို့ပြောတာပါပဲတော့ကိုယ်အကြောင်းကိုသိအောင်လုပ်တဲ့အခါမှာဘုန်းကြီးကအကျဉ်းများဖြင့်ကိုယ်လို့ထင်နေတဲ့ဒီဘဝဒီလောကဒီအနေထားဘလို့အနေထားမျိုးနဲ့ဖြစ်နေတာတော့ဆိုတော့ယုံနံယုတ်တဘာဝနံတဘာဝအဲ့ဒါပေါ်မှာနံတဘာဝကို၄မျိုးခွဲလိုက်တဲ့အခါကျတော့ခန္ဓာ၅ပါးတခါဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့ယုံနံလို့ပြောတဲ့အခါမှာခန္ဓာ၅ပါးရှုတော့ကသိယုံလောက်နေတော့သိမလုံးလောက်သေးဘူးနော်အတွင်းအာယတနာအပြင်အာယတနာ12ပါးရှုတော့ကလည်းပဲကျွမ်းကျွမ်းကျင်ကျင်သိတဲ့တယ်။ဟောဆိုမြင်နေရတယ်ကြားနေရတယ်အခါအားလျော်ဆိုအနံ့ရနေတာရှိတယ်အရာသာတွေသိနေတာရှိတယ်အထူးသဖြင့်အမြဲတမ်းလို့ဖြစ်နေတာတော့တွေ့ထိမှုပေါ့နော်ဒါကြောင့်ယောဂီများအဓိကထားပြီးတော့သိအောင်လုပ်ရမယ့်လောကအဲ့ဒီထိမှုဟုတ်လားအဲ့ဒီတွေ့ထိမှုပြီးတော့ဘာတလဇက်ဖြစ်နေတယ်လဲဆိုတော့စိတ်ကူးစိတ်တန်းအတွေးတွေဟုတ်လားဒါပါကိုပြောလိုက်တာတော့ဘုန်းကြီးကတကယ်ဖြစ်နေတဲ့သဘာဝအတွင်းအာယတနာ6ပါးမျက်စိနားနာလျှာကိုယ်စိတ်အပြင်အာယတနာ6ပါးအာယုံ6ပါးအခါအားလျော်ဆိုတာတွေ့ကြတဲ့အခါတိုင်းဘုန်းဘုန်းတို့ရဲ့တန်တန်ပါသဘာဝတရားတွေဟာအကြောင်းအကျိုးဆက်ပြီးတော့အကောင်အဆိုးအမျိုးဆက်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုလည်းပဲဒါဟာအမှန်တိုင်းသိရမယ့်အရာတွေလိုက်သိရမယ့်အရာတွေလို့အခြေခံကြနားလည်ထားရအောင်နော်အဲ့ဒါမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်တံမှာဒီခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြည့်ကြဖို့မြင်ကြဖို့နားလည်အောင်ကြိုးစားကြဖို့နိလန်းသင်ပေးတဲ့အခါမှာကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်လို့တတိထားရမယ့်အရာဌာနကြီး၄မျိုးပေါ့ကျမ်းများအဖြစ်အဲ့ဒါမြတ်စွာဘုရားကသိဖို့လွယ်တဲ့ထင်ရှားတဲ့အရာဌာနကစပြီးတော့ဟောကာယ ानु ပဒနာသတိပဋ္ဌာန်အဲ့ဒီကာယ ानु ပဒနာသတိပဋ္ဌာန်14ပိုင်းထဲမှာမှအစဆုံးဟောတာကဘာလို့ဆိုတော့အာနာပါနာပါပါဝင်လေထွက်လေကိုလိုက်သိခိုင်းတာသူယောဂီတို့အဲ့ဒါကိုလုပ်ရမယ်နော်တတိရှိလျက်ဝင်သက်ကိုဝင်စေအံတတိရှိလျက်ထွက်သက်ကိုထွက်စေအံဒီခန္ဓာကိုယ်ကြီးကသူရှင်သန်ဖို့အတွက်ကြိုးစားနေတယ်ရုန်းကန်နေတယ်အလုတ်လုံနေတယ်ဘယ်လို့ကိုတလက်ဆက်လုံနေတာတော့ဆိုတော့ဝင်လေထွက်လေသူရဲ့လိုအပ်ချက်အောက်ဆီဂျင်ကိုသူအရာယူတာဝင်လေဆိုတာအောက်ဆီဂျင်ကိုမရရင်သေမှာမဟုတ်လို့မဖြစ်မနေသူကယူနေတဲ့သဘောငါရှူနေတာမဟုတ်ဘူးလို့အမြင်ရှင်းဖို့လိုတယ်ခန္ဓာကိုယ်ကြီးကသူ့လိုအပ်ချက်ကိုသူရအောင်ယူနေတာတော့တရားအထုတ်တဲ့ခါမှာဂျားပြက်ကလေးပြောလိုက်ခြင်းသေးတယ်ပရတော်တဲ့ဒီပြင်လူတယောက်ကိုကြည့်တယ်လို့မျိုးဒဇိန်ဆန်ဆန်မြင်တတ်ရမယ်တဲ့ငါဆိုတဲ့အမြင်ကြီးနဲ့မကြည့်နဲ့ဟုတ်လားနော်တော့ဝင်လေထွက်လေကိုကြည့်တဲ့အခါမှာအဲ့ဒါလိုလေးဒါကြီးကသူ့အလုပ်သူလုပ်နေတာငါနဲ့ဘာမှမဆိုင်တဲ့တဘာဝတရားတက်အဲ့လိုစိတ်ထားလေးနဲ့ကြည့်ရမယ်နော်တတိရှိလျက်ဝင်သက်ကိုဝင်စေအံတတိရှိလျက်ထွက်သက်ကိုထွက်စေအံအဲ့လိုပဲထွက်လေထွက်သွားတယ်ဆိုတာလေသူ့ရဲ့မလိုလားအပ်တဲ့ဓာတ်တွေကိုသူထုတ်ပလိုက်တာဒါကသူကလဲပတ်နေမှရှင်သန်နိုင်တာကိုအဲ့တော့မယမနာအိပ်ပျော်နေတဲ့အချိန်မှတော့သူခမရက်လို့မရဘူးနားလို့မရဘူးတလက်ဆက်ဘာလုပ်နေတော့အလုတ်လုံနေအဲ့ဒါကိုဘုန်းကြီးတို့တွေကတယောက်ယောက်ကိုဘေးကနေထိုင်ကြည့်နေတယ်လို့မျိုးလွတ်ကင်းနားလည်မှုကိုရှေ့ရှုပြီးတော့နားလည်ခြင်းနဲ့စိတ်သိခြင်းနဲ့စိတ်နဲ့ဒါဘလို့ဖြစ်ပြီးတော့ဘလို့ပြီးဆုံးနေတာတော့ဒါဘလို့ဖြစ်နေတာတော့ဒါရဲ့အကြောင်းကိုအမှန်တိုင်းသိခြင်းနဲ့ဆိုတဲ့စိတ်နဲ့လိုက်ပြီးတော့ဘာလို့တော့ကြည့်ရမယ်ဘုန်းကြီးကကြည့်ရမယ်လို့သုံးတယ်နော်ပို့ပြီးတော့
နားလည်မှုနဲ့နီးစပ်တဲ့ဝါဟာရလေးဖြစ်မဲ့ထင်လို့ပြောလိုက်တာပါစောသောကဒေသနာထဲမှာလည်းမြတ်စွာဘုရားဓာတ်ရိုက်ကြီးပြောတာနော်ဧထပတ္တိမံလောကံပတ္တထဣမံပတ္တထဆိုတာဘာလို့ကြည်ခိုင်းတာပဲဘာနဲ့ကြည်ခိုင်းတာတော့စိတ်နဲ့ကြည်ခိုင်းတာတတိနဲ့ကြည်ခိုင်းတာဉာဏ်နဲ့ကြည်ခိုင်းတာဟုတ်တယ်မဟုတ်လားအဲ့တော့ဝင်လေထွက်လေဝင်တိုင်းထွက်တိုင်းထိုင်ပြီးတော့ဘာလုပ်နေတော့ကြည်နေမယ်စိတ်ကိုဒီပေါ်မှာပဲရှိနေစေအောင်ကြိုးစားမယ်ဒီပေါ်မှာပဲငါစိတ်ကလေးရှိနေရမယ်ဆိုတဲ့ခံယူချက်ကလေးနဲ့ဝင်လေဝင်တိုင်းသိမယ်ထွက်လေထွက်တိုင်းသိမယ်ဟုတ်လားအဲ့ဒါကိုဝိဘုစရောဘုရားကြီးများသင်ပြထားတဲ့နော်ဒီနီလန်လေးနဲ့ဆက်ဆက်ပြီးတော့ယောဂီများစ조사အထောက်ကြည့်စေခြင်းနဲ့စိတ်ကလေးကိုအေးအေးထားပြီးတော့ဘာမှတင်းကျပ်နေတာတွေမရှိသေးနဲ့စေရောရုပ်ရောဘာမှစိုးရင်ကြောင်ကြမှုလည်းမပါစေနဲ့တရားအလုပ်လုပ်တာဟုတ်လားအလွန်အေးချမ်းတဲ့စိတ်ကလေးနဲ့ဝင်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုဝင်လေဝင်တိုင်းနာရီပြတနေရမှာဒီဝင်လေရဲ့ဝင်မှုကြောင့်ထိမှုသဘောဟာဖြစ်ပေါ်သွားတယ်ကာယပတ္တာရနဲ့လေရဲ့ပုတ်တိုက်မှုကြောင့်ထိသွားတယ်ဆိုတဲ့သဘောလေးဟုတ်လားအဲ့လိုပဲထွက်လေထွက်သွားတဲ့အခါမှာလည်းပဲဒီထွက်လေနဲ့နှာသီးပြားတနေရကာယပတ္တာရပုတ်တိုက်မိတဲ့အတွက်ကြောင့်ဒီထိတဲ့သဘောတဲ့ထိတယ်ဆိုတဲ့သဘောလေးကထင်ရှားတယ်ပေါ့အဲ့ဒီထိတာလေးကိုပဲလိုက်ပြီးတော့သိမယ်ဟုတ်လားဝင်လေလေးစဝင်လာတယ်ထိတယ်ဝင်နေတော့မယ်ထိနေတော့မယ်ဝင်လေလေးပြီးသွားပြီထိတာလည်းပြီးသွားတယ်တခါထွက်လေလေးထွက်လာတယ်စထိတယ်ထွက်နေစေပဲထိနေစေပဲထွက်လေလေးအဆုံးသတ်သွားတယ်ထိမှုလည်းဆုံးသတ်သွားတယ်ဒီထွက်လေပြီးတော့ဝင်လေမလာသေးခင်မှာခဏကလေးရက်နေသေးတယ်သတိလေးထားကြည့်လိုက်ထွက်လေပြီးရင်ဝင်လေလာမယ်မလာသေးခင်မှာခဏလေးရက်ဝင်လေနဲ့ထွက်လေကတော့ဇက်တိုက်ကြီးသွားတာနော်ဝင်လေပြီးရင်တောက်လျှောက်ပဲသူကထွက်တယ်ထွက်လေပြီးရင်တော့ဝင်လေကတောက်လျှောက်မလာသေးပဲနဲ့တအောင်လေးလောက်မလုပ်နေသေးတော့ရက်နေသေးတယ်အဲ့ဒီရက်နေတာကိုလည်းပဲစိတ်ကရက်နေတဲ့အနေအထားလေးမှာပဲသိနေအောင်ကြိုးစားကြည့်စိတ်ကတခြားတနေရာထွက်တယ်တွေးတာတွေတွေးတယ်အဲ့လိုဆိုရင်လည်းစိတ်မပြတ်ဘဲနဲ့အာမလျှော့ဘဲနဲ့ဒါသဘာဝပဲလို့နားလည်ပြီးတော့ဒီဝင်လေထွက်လေကိုသိတဲ့ကိစ္စဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုကိုသိတဲ့လုပ်ငန်းကိုပဲတစ်ခါပြန်ပြီးတော့ထပ်ပြီးတော့လုပ်မယ်ဟုတ်လားဒီဟာကိုသိဖို့အတွက်ပဲအားစိုက်နေမယ်နော်ဒီအလုပ်ကိုပြတ်မသွားအောင်နော်ထိမှုကတော့သူ့အလုပ်သူလုပ်လို့ तू ကဖြစ်နေမှာအမြဲတမ်းဖြစ်ပေါ်နေမှာ तू ကဝင်လေထွက်လေကရက်လို့မှမရတာဟုတ်အဲ့တော့ तू ထိမှုကတော့ကိုဖန်တီးတာလည်းမဟုတ်ဘူးပြောင်းအောင်လည်းလုပ်လို့မရဘူး तू ကအမြဲတမ်းဒလဇက်ဖြစ်လာတယ်ပြီးသွားတယ်ဖြစ်လာတယ်ပြီးသွားတယ်ဆိုတဲ့လမ်းစဉ်နဲ့ तू ကတောက်လျှောက် तू ကဖြစ်နေမှာတောက်လျှောက်ဖြစ်နေတဲ့တရားကိုကိုကတောက်လျှောက်ပဲလိုက်ပြီးတော့အတိကနိုင်အောင်ကြိုးစားမယ်ဒါပဲရိုးရိုးလေးဟုတ်လားအဲ့ဒါအတွေးတွေကြောင့်မို့လို့ဒီဟာတိတဲ့အလုတ်ကလေးပြက်သွားတယ်မတိလိုက်ရဘူးမတိပဲနဲ့ဝင်လေထွက်လေတွေဘယ်နှခါဝင်လို့ဘယ်နှခါထွက်သွားမှတော့မတိဘူးဆိုလို့ရှိရင်လည်းပဲစိတ်မပြတ်ဘဲနဲ့ငါထပ်ပြီးတော့ကြိုးစားမယ်ဘယ်လောက်ဇက်တိုက်ရမလဲအဲ့ဒါလို့ရုန်းကန်ရင်းနဲ့ပဲသွားကြရတာအဲ့ဒါပုံမှန်ပဲတချို့ကထင်တတ်တယ်ကိုကသူများတဲ့ပို့ပြီးတော့အတွေးတွေများသလားလို့ထင်တတ်တယ်မဟုတ်ပါဘူးလူတိုင်းစိတ်ကပြစ်ထားကြတဲ့လူတွေကြီးပဲဆိုတဲ့အခါကျတော့ဒီအရှိန်ကပါနေတာဟုတ်လားအတွေးမများခြင်းမှုဆိုရင်အစတည်းကိုကစားအတွေးမများအောင်လေ့ကျင့်နေမှအတွေးရမများမှာပဲနော်တခြားလုံးပြစ်ခြင်းရပြစ်ထားပြီးစိတ်ကိုထိမ့်သိမ်းရကောင်းမှမသိနော်တရားဘာဝနာအလုံးနဲ့စိတ်ကိုတမာရီရှိအောင်အမှန်သိအောင်လုပ်ရကောင်းမှမသိပဲနဲ့ပြစ်ထားတဲ့အလေးအလာတွေကများနေတဲ့အခါကျတော့အများစုကတော့ဒီအတွေးများတဲ့ပြဿနာကရှိနေမှာပဲ
ဒါသူဖြစ်เสียအကြောင်းရှိလို့ဖြစ်တဲ့သဘောတစ်မျိုးပဲသူကအတွေးများအောင်သူလှုပ်ထားတာဟိုသဘောပေါက်တယ်မဟုတ်လားအဲ့တော့အာထုတ်နေရအဲ့ဒီတိုင်လေးအာထုတ်ရအဲ့ဒီမှာအ ਨੇ စုအတွက်နည်းနည်းပြောရင်တာကတချို့ဝင်လေထွက်လေထိုင်ပြီးတော့ကြည်ကြတဲ့နေရာမှာမထင်ရှားတဲ့ပုံကိုယ်တွေမရှုမှတ်တတ်တဲ့ပုံကိုယ်တွေဒီအလုပ်ကိုသူတို့ဘလို့စလို့လောရမှန်းကိုမသိဘူးနှာသီးပြားမှာထိမှုကလည်းမထင်ရှားဘူးဆိုတဲ့အ ਨੇ စုရှိတတ်တယ်အဲ့လိုလူတွေအတွက်နောက်တနည်းပြောမယ်ပေါ့ဒါထိုင်ရင်းနဲ့တရားရှုမှတ်တဲ့နည်းကိုပြောနေတာနော်ကြံတဲ့ဝင်လေထွက်လေကိုလည်းပဲတပည့်တော်တို့မှတ်တတ်တယ်ထိတာကိုလည်းသိတတ်တယ်ရတယ်အဲ့ဒီအလုပ်လည်းလုပ်တတ်တယ်ဒါပေမဲ့ဒီနည်းကိုလည်းစိတ်ဝင်စားရတယ်ဒီဟာကိုလည်းလုပ်ကြည့်ခြင်းသေးတယ်ဆိုရင်လည်းလုပ်ကြည့်လို့ရတယ်ဘယ်ဟာကိုဇက်တိုက်လုံးမှခရီးရောက်တယ်လို့ပြောလို့မရဘူးလို့ဘုန်းကြီးထင်တယ်။အောင်ဆိုဘယ်ဟာကိုပဲကြည့်ဒါဟာအခုဖြစ်နေတဲ့အခုပြစ္ဆုတ်မှာဖြစ်နေတဲ့ယုံနံကိုလိုက်ကြည့်တာဖြစ်တဲ့အတွက်ကြောင့်နော်နားလည်မှုပညာဆိုတဲ့အသီးအပွင့်အကျိုးရလတ်ဟာဖြစ်ကိုဖြစ်မယ်ဟုတ်လားဒီတစ်ချိန်မှာဝင်လေထွက်လေကိုထိုင်ကြည့်လို့နောက်တစ်ချိန်မှာပေါ်ရကိုကြည့်တဲ့နီးနဲ့လုံနေရင်ငါခရီးမရောက်ပဲမြန်ရှိမလားလို့အဲ့လိုအတွေးမမှားစေခြင်းမို့ကိုယ်စိတ်ထဲမှာအဆင်ပြေသလိုလိုက်ပြီးတော့ကြည်နေအရေးကြီးတာကတကယ်ဖြစ်နေတဲ့အရာဖြစ်ဖို့ပဲနော်ကိုယ်ခန္ဓာမှာတကယ်ဖြစ်နေတဲ့အရာဖြစ်ဖို့ကအရေးကြီးတယ်ကိုလိုက်ပြီးတော့သိဖို့ကြည်နေတဲ့အရာတကယ်ဖြစ်နေတဲ့အရာဖြစ်ဖို့အရေးကြီးတယ်ကိုယ်အတွေ့ထဲမှာစိတ်ကူးနဲ့ပုံဖော်ထားတာမျိုးစိတ်ကူးရင်ဇလန်းနေမဖြစ်ဖို့အရေးကြီးတယ်ဟုတ်လားအဲ့လိုဆိုရင်နောက်တနည်းလေးဘယ်လိုပြောရင်တော့ဆိုတော့ဒီခန္ဓာကိုယ်ရဲ့အလေးချိန်ကြောင့်ထိုင်နေတဲ့အခါမှာဒီတင်မားနဲ့ကြမ်းမြင်ထိတဲ့ကိစ္စကြီးကမသိလို့မဖြစ်တော့အောင်မသိခြင်းလို့မဖြစ်တော့အောင်ကိုထင်ရှားတယ်လို့ထင်ပါတယ်ဟုတ်လားအဲ့ဒါကိုလိုက်ကြည့်နေနော်အဲ့ဒါကိုပင်တိုင်နေရာမှာထားအဲ့ဒီထိမှုကြီးကတော့အမြဲတမ်းထင်ရှားနေတယ်ဘာလို့ဆိုတော့ तू အပေါ်ဝိတ်ရဲ့ဖိအားကြောင့်နော်ဒီထိမှုဟာအလွန်မှကို तू ကထင်ရှားတဲ့သဘောကိုရောက်နေတယ် तू ကကြံတဲ့ထိမှုတွေလည်းတကယ်တမ်းကတော့နေရာစုံမှာပုံစံမျိုးစုံနဲ့ဖြစ်နေတာပါပဲကိုဝတ်စားထားတဲ့အဝတ်စားနဲ့ထိနေတာရှိမယ်ကိုရဲ့အင်္ဂါအစိပ်အပိုင်းချင်းချင်းထိနေတာရှိမယ်လေတိုက်လာလို့မျက်နှာပေါ်မှာလေရထိသွားတာလည်းရှိမယ်အလွန်မှနော်ဖြစ်မှုများတဲ့သဘာဝလို့ဆိုခြင်းတော့နော်အဲ့ဒီတင်မားနဲ့ကြမ်းမြင်နဲ့ထိနေတာကြီးကိုပင်တိုင်းနေရာမှာထားရမယ်ဒါကိုပဲသိနေအဲ့လိုသိနေတဲ့အချိန်မှာကြိုးကြဒီပြင်ထိတာတွေကိုလိုက်ကြည့်ရင်လည်းကြည့်အဲ့ဒီလိုကြည့်နေတဲ့အချိန်မှာအတန်ကြားတယ်တရားလည်းပဲအနတ္တသဘောအလွန်ထင်ရှားတယ်ဒီအတန်ကြားတဲ့ကိစ္စကဘယ်အချိန်မှာဘာကြားမယ်လို့ဘယ်သူမှကြိုးပြီးတော့မသိနိုင်ဘူးဘယ်အတန်ကြိုးဖြစ်မယ်လို့ဘယ်သူသိမယ်တော့မသိဘူးငှက်ကអော်လိုက်ရင်ငှက်တန်ကြားမှာပေါ့လေတိုက်ရင်လေတိုက်တဲ့အတန်ကြားမှာပေါ့ဟုတ်လားအဲ့ဒီအတန်အမျိုးမျိုးဖြစ်ပေါ်မှုကြောင့်ကြားမှုအမျိုးမျိုးဟာဖြစ်လာတယ်အဲ့ဒါကိုဘာလို့မဆိုသိလိုက်နော်အတန်ကိုသိမိတာလည်းဖြစ်ရင်ဖြစ်မယ်ကြားသိစိတ်ကိုသိမိတာလည်းဖြစ်ချင်းဖြစ်မယ်နော်ကိုယ်နာကြီးမှာဖြစ်နေတာကိုသိတာလည်းဖြစ်ချင်းဖြစ်မိမယ်ဖြစ်ချင်းဖြစ်မယ်ဘယ်ဟာကိုသိတယ်ဆိုတာထက်တကယ်ဖြစ်နေတာကိုသိဖို့ရကအရေးကြီးတယ်ဟုတ်ပြီနော်တော့ထိတာကိုပင်တိုင်းနေရာမှာထားပြီးတော့ကြားတာထင်ရှားရင်ကြားတာသိမယ်နော်ပြီးရင်ဘုံတို့အထင်ရှားမလို့နော်ထီတာရဲ့ကြားတာရဲ့တွေးတာနော်ဒီအတွေးရလည်းပဲလူကသာထိုင်ပြီးတော့ငြိမ်းနေပဲမလို့သူကရောက်ချင်ရောက်နေတာဘုန်းကြီးတို့မျက်လွှာလေးကြားပြီးတော့ထိုင်နေတဲ့အချိန်မှာမြင်မှုသဘောဟာမထင်ရှားဘူးနော်အာယုံ6ပေါ်မှာမြင်မှုမထင်ရှားဘူးအနံ့ရမှုလည်းသိပ်ပြီးတော့မထင်ရှားဘူးဒါပေမဲ့ရံဖန်ရံခါဒီလူ200 300ကြားထဲမှာထိုင်နေရတာမကောင်းတဲ့အနံ့သက်တွေလည်းပဲရနိုင်တာပဲဒါကိုလည်းသီးခံပြီးတော့လုပ်ရမှာပဲဒါပေမဲ့အဲ့ဒီအနံ့သိတဲ့သဘောအနံ့ရတဲ့သဘောလည်းသိပ်ပြီးတော့မထင်ရှားဘူးလို့ပဲပြောခြင်းနောက်ပါဇက်ကလည်းပိတ်ထားတဲ့အတွက်ကြောင့်ဘာမှပါဇက်ထဲထည့်နေတာမရှိတဲ့အတွက်ကြောင့်အရသာသိမှုရတယ်မထင်ရှားဘူးစစ်စစ်ပေါက်ပေါက်
သိအောင်လုပ်မယ်ဆိုရင်တော့တတွေးရဲ့အရာသာကိုတော့လည်းသိနိုင်မယ်ပေါ့ဟုတ်လားအဲ့တော့အာယုံ6ပါးမှာဒီမြင်မှုအနတ်ရမှုအရာသာသိမှု၃ခုဟာမတင်ရှားတဲ့အတွက်ကြောင့်ဘာပဲကြံနေတုံးဆိုတော့ထိမှုရဲ့ကြားမှုရဲ့တွေးမှုရဲ့ဒါထင်ရှားတယ်အဲ့ဒါထင်ရှားတာလိုက်သိဘယ်ဟာကိုပင်တိုင်းနေရာမှာထားမတုံးလို့မေးရင်ထိမှုကိုပင်တိုင်းနေရာမှာထားမယ်ဟုတ်ပြီနော်အဲ့လိုသိနေရင်နဲ့ထိုင်တာလေးနည်းနည်းကြားလာတာနဲ့အမျှရေဘူးရသဘောပြောရရင်ဒုက္ခဝေဒနာဟာလည်းဖြစ်လာပြီစိတ်ထဲမှာဒါကိုသိပြီးတော့မကြိုက်ဘူးလို့ဖြစ်เสียကောင်းတဲ့ခံစားမှုမသက်သာတဲ့သဘောနော်အနေရခက်တဲ့သဘောဒါဖြစ်လာတာကိုထူးဆန်းတယ်လို့မအောင်မေ့သေးခြင်းဘူးဣရိယာပုပုံစံတစ်မျိုးတည်းနဲ့ငြိမ်ငြိမ်လေးထိုင်နေမှတော့ဒုက္ခဝေဒနာဖြစ်ကိုဖြစ်လာမှာထိုင်နေမှမဟုတ်ရက်နေရင်ပိုးတောင်မြန်မြန်ဖြစ်လာအောင်မယ်ဟုတ်လားဘလို့အနေထားလေးနဲ့ပဲနေဒီအနေထားတစ်မျိုးတည်းနဲ့ကြာရှည်နေလာတာနဲ့အမျှဒုက္ခဝေဒနာဟာထင်ရှားလာမှာပဲအဲ့ဒါကိုလိုက်ပြီးတော့သိမယ်ဖယ်ပြစ်ခြင်းတဲ့စိတ်မကျေနပ်တဲ့စိတ်မကြိုက်တဲ့စိတ်အခြေခံကြီးနဲ့သူ့ကိုမကြည့်ပဲနဲ့နားလဲခြင်းတဲ့စိတ်သိခြင်းတဲ့စိတ်စိတ်ဝင်စားမှုလေးရှေ့ရှုပြီးတော့သူ့ကိုလိုက်ကြည့်မယ်စိတ်ကအကျင့်စိုးကြီးပါနေတာရှိတယ်ဒုက္ခဝေဒနာဆိုရင်သူကလိုအပ်တဲ့ပိုးပြီးတော့မုံမိသားတကယ်တမ်းကသူကဒီလောက်ကြီးမုံစရာကြီးမဟုတ်ဘူးရဲ့အဲ့ဒါသူ့ကိုကျွမ်းကျင်အောင်ကြည့်လိုက်ကြားလာရင်သူကသူနဲ့မှအတူရှင်တွဲပြီးတော့ကြည်လင်တဲ့စိတ်ကလေးနဲ့အတူရှင်တွဲပြီးတော့နေနိုင်တဲ့အနေအထားကိုတော့ရောက်သွားနိုင်တယ်ဖြစ်နေတာတော့ဒုက္ခဝေဒနာပဲစိတ်ကတော့မကြည်မနှက်ဖြစ်နေတာမရှိဘူးဒါပေမဲ့ရေဘူးရသဘောကတော့ဒုက္ခဝေဒနာဖြစ်ရင်မကြည်နှက်မှုဒေါမနတဝေဒနာဒေါသကနောက်ကကပ်ပြီးတော့ပါပြီးသားဒါကြောင့်မြတ်စွာဘုရားဒုက္ခဝေဒနာမှာပဋိက္ခဏုတ္တယကိန်းနေဒုက္ခဝေဒနာမှာရာဂဏုတ္တယကိန်းနေစိတ်ကအဖြစ်များတယ်သူသွားနေကြလမ်းကြောင်းဆိုတော့သူကဒါကြီးကခေါရိုးကျိုးနေတယ်အသားကျနေတယ်ဒုက္ခဝေဒနာဖြစ်ပြီးဆိုတော့ ਨੇ သူကအလိုလျောက်ကဖြစ်ပြီးသားတော့မုံပြီးသားပဲမကြိုက်ပြီးသားပဲဖယ်ခြင်းစိတ်ကထက်သန်ပြီးသားပဲသူကတကယ်တမ်းကသူကထင်တဲ့လောက်ကြီးဆိုးတာတော့မဟုတ်ဘူးအပေါ်ယံဖြစ်နေတဲ့ဒုက္ခဝေဒနာလေးတွေကဟုတ်လားအဲ့လိုပဲဒုက္ခဝေဒနာဖြစ်ပြီးဆိုရင်လည်းပဲဒီစိတ်ကကြိုက်ပြီးသားပဲနှစ်သက်ပြီးသားပဲတကယ်ကောင်းနေတာတက်ပိုးပြီးတော့ကောင်းတယ်လို့ထင်ပြီးသားပဲမျက်နှိုးစရာလို့ထင်ပြီးသားပဲဒါပေမဲ့သူ့ကိုလည်းတကယ်ကြည့်မယ်ဆိုရင်ဒီလောက်ကြီးကောင်းတဲ့အရာမဟုတ်ဒီလောက်ကြီးရကျင်တဲ့အရာမဟုတ်ဒုက္ခနဲ့ဒုက္ခရဲ့အပေါ်မှာပိုးပြီးတော့ရှင်းရှင်းလင်းလင်းသိရတယ်မြင်ရတယ်သူတို့ရဲ့သဘောကိုပိုးပြီးတော့နီးနီးဆက်ဆက်မြင်ရတယ်သူတို့ကိုကြည့်ပါများလို့ရှိရင်ကိုဘုန်းကြီးတို့ကဒုက္ခတွေဒုက္ခတွေကိုကြင်ပါများစွာခံစားနေတာသူတို့ကိုတဲ့ကြည့်တာမဟုတ်ဘူးသူတို့ဖြစ်ပြီးဆိုတာနဲ့နောက်ကလောဘဒေါသကပဲအမောတကောလိုက်လံပြီးတော့လောဘဒေါသနဲ့ပဲဆက်သွားတာဒုက္ခဖြစ်ပြီးဆိုရင်ဒေါသနဲ့ဆက်သွားမယ်ဒုက္ခဖြစ်ပြီးဆိုရင်လောဘနဲ့ဆက်သွားမယ်အဲ့ဒါကိုကဒီအလေးကျင့်ဆိုကြီးဒီဝါဒနာဆိုကြီးဒီဇေယိုက်ဆိုကြီးကိုဘယ်လိုမလို့ဖြတ်ဘယ်လိုဖြတ်မလို့ဆိုတော့ငါထင်တဲ့လောက်ကြီးမဆိုးပါဘူးငါထင်တဲ့လောက်ကြီးမကောင်းပါဘူးဆိုတဲ့အမြင်မှန်မှုရအောင်တဲ့ဘာလို့မလို့လိုက်ပြီးတော့ကြည့်မယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်ထိတာကိုပင်တိုင်းနေရာမှာထားပြီးတော့ကြားတာထင်ရှားရင်ကြားတာကိုသိမယ်တွေးတာထင်ရှားရင်တွေးတာကိုသိမယ်တွေးလို့စိတ်မပြတ်နဲ့ဒီအတွေးဟာသဘာဝတရားတစ်ခုဟုတ်လားသိအောင်နားလည်အောင်လုပ်ရမယ့်အရာတစ်ခုပြောရရင်အကုန်လုံးကအနိစ္စတွေပဲတကယ်ကအနိစ္စလို့သိဖို့အတွက်ပြစ္ဆုတ်ပံဖြစ်နေတာကိုလိုက်ကြည့်ခိုင်းတာတကယ်ကအနိစ္စလို့သိတော့ဘာအကျိုးရှိမှာတော့ဖြစ်ပြီးရင်ပြီးသွားတာပဲလို့သိရင်ဘာအကျိုးရှိမှာတော့ဆိုရင်ဒုက္ခသစ္စာကိုပိုင်းခြားသိခြင်းအကျိုးရှိတယ်အဲ့ဒီကိုဥတည်တာသူကအာမတန်ဖိုးမရှိတဲ့သုံးဆမရတဲ့သုံးညာသဘောတွေဆိုတာကိုသိလိမ့်မယ်အနိစ္စကိုသိပါများရင်ဘာမဟုတ်ဘူးအလကားဟာတွေလို့သိလိမ့်မယ်အလကားဟာတွေလို့သိရင်လောဘကအစဉ်စဉ်ပယ်ရှားပြီးသားဖြစ်သွားလိမ့်မယ်ဒါကိုသွားရမယ့်လမ်းစဉ်ကိုပြောနေတာနော်ဟုတ်လားအဲ့တော့အထုပ်ပုံအထုပ်နီးလေးကိုဒါထိုင်ရင်းနဲ့ရှုမှတ်ပုံနှစ်နည်းပြောလိုက်တယ်နော်ဝင်လေဝင်တိုင်းထီတိုင်းလိုက်သိမယ်
ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းလိုက်တည်မယ်ဒါအလွန်ရိုးရှင်းတယ်သွားဒီတိုင်းသွားနေရတယ်အဲ့ဒါမဉ္ဇဉ်ဖူဉ္ဇဉ်ထိစိုက်သွားနိုင်တဲ့ကိုလုံးလာဝရိယရှိရင်ရှိသလောက်ဘာမှကြားထဲမှာတန်တရားမဝင်နဲ့ဟုတ်ပါမလားတွေဘာတွေမလားနဲ့မြတ်စွာဘုရားလည်းအတီအလင်းဟောပြီးသားဒီနိလန်းအတိုင်းကျင့်သုံးလို့တရားတို့တရားမြတ်ရတယ်လို့တက်သေးပြနိုင်တဲ့ပုံကိုယ်တွေလည်းအများကြီးပေါ်ပေါက်ခဲ့ပြီးသားတန်တရားဖြစ်နေရင်ငါကြာတာရှိတာပဲလို့သာတွေးလိုက်မရောက်သေးရင်တော့ငါရောက်အောင်မသွားလို့မရောက်တာလို့အောင်းမိနော်လမ်းကမဟုတ်လို့လားလို့လမ်းသွားပြီးတော့တန်တရားမဝင်နဲ့အပြစ်မမြင်နဲ့နိလန်းမှာဘာမှအပြစ်ပြောစရာမရှိဘူးဒါဟုသာလိုက်ကြည့်နေဝင်လေထွက်လေကြောင့်ဖြစ်နေတဲ့ထိမှုသာလိုက်ကြည့်နေရုပ်ကိုလည်းသိမယ်နာမ်ကိုလည်းသိမယ်အနိစ္စကိုလည်းသိမယ်ဒုက္ခကိုလည်းသိမယ်သဘောပေါက်ရလားအဲ့ဒီနီးကိုကညင်းငွေလာလို့ပဲဖြစ်ဖြစ်မထင်ရှားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားနီးလေးနဲ့ငါစူးစမ်းကြည့်အောင်မယ်ဆိုတဲ့စိတ်ကူးလေးပေါက်လို့စူးစမ်းခြင်းနဲ့ဆိုရင်နောက်တနည်းနော်ထိတာကိုပင်တိုင်းနေရာမှာထားပြီးတော့ကြားတာရဲ့တွေးတာရဲ့သို့မဟုတ်ချမ်းသာခြင်းဆင်းရဲခြင်းဝေဒနာဒါတွေကိုဘာလို့မလို့လိုက်ပြီးတော့ကြည့်မယ်နော်ဒါထိုင်ရင်းနဲ့ရှုမှတ်တဲ့နည်းပေါ့ယောဂီတို့သွားတဲ့အခါဘယ်လိုရှုမှတ်မလို့နော်ခန္ဓာကိုယ်ရဲ့အတွက်ဝေယဝိဆလောက်ရတာတွေရှိတယ်စားတာတောက်တာရေချိုးတာအဲ့လိုအနေထားမျိုးမှာဘယ်လိုတရားရှုမှတ်မလို့အဲ့ဒါလည်းအရေးပါတယ်အဲ့လိုအနေထားမျိုးမှာတော့ထိတာတစ်ခုတည်းကိုပဲလိုက်ပြီးတော့အာယုံစိုက်ကြည့်စေခြင်းနဲ့ဥပမာသွားပြီဆိုလို့ရှိရင်ခြေပေါ်နဲ့ကြံခင်းနဲ့မြေကြီးနဲ့ထိသွားတဲ့သဘောကိုသာလိုက်ပြီးတော့ကြည့်နေတလန်းပြီးတလန်းဘယ်ခြေတော့ကအရင်ချလိုက်တယ်ဆိုကြပါစို့သူထိတာကိုကြည့်နေတော့မှပဲညာခြေတော့ကကြွလာပြီးတော့လှမ်းလိုက်ပြီညာခြေတော့ထိပြီးပြီဆိုမှဘယ်ခြေတော့ကကြွမှာနော်ထိမှုဟာချိတ်ဆက်နေတယ်လို့ပြောချင်တာထိမှုကိုသာလိုက်ကြည့်ရင်စိတ်ကအားတဲ့အချိန်မရှိဘူးနော်ဒီခြေတော့ထိလို့မပြီးသေးခင်မှာနောက်ခြေတော့ကထိပြီသဘောပေါက်လားဘုန်းကြီးပြောတာအဲ့ဒါထိတာကိုသာလိုက်ပြီးတော့ဘာလို့မလို့ကြည့်နေဒါကြံတဲ့အရာတွေကိုလည်းအဲ့လိုသာအောင်မေ့တာတကူလုံးမှာစံပင်တို့ဒီခြေလက်သေးတို့အသက်မာတို့ကလွဲလို့တကူလုံးမှာကာယပတ္တာရပြန့်နေတယ်နော်ကာယပတ္တာရပြန့်နေရနော်ရှိတယ်အဲ့ဒီကာယပတ္တာရနဲ့ပထဝီရဲ့ဝါယောရဲ့တေဇောရဲ့ပထဝီဆိုတာနှုတာကြမ်းတာမာတာပြောတာဝါယောဆိုတာတွန်းတာလှုပ်တာငြိမ်တာကန်တာလေတဲ့ဘောကိုပြောတာတေဇောဆိုတာပူတာအေးတာနှွေးတာအမျိုးမျိုးကိုပြောတာအဲ့ဒါဘာလို့ခေါ်တော့အဲ့ဒါကိုဖုထဘာယုံတဲ့အာယုံ6ပါးထဲမှာဖုထဘာယုံအဲ့ဒီဖုထဘာယုံကြီးဟာပတ်ဝန်းကျင်မှာဘာဖြစ်နေတော့ရှိနေတယ်ဖြစ်နေတယ်ပတ်ဝန်းကျင်မှာအမြင့်ဖြစ်နေတယ်နော်ခုဒီလက်ကိုရမ်းလိုက်လို့ရှင်အေးကနေဆိုတော့ထိသွားတာမထင်ရှားဘူးလားအဲ့ဒါလေးကြီးရှိတာလို့မထင်နဲ့ဒီထဲမှာပထဝီလည်းပါတယ်ပြောလိုက်ရင်မျက်စိတွေမြန်လဲသွားမလားမသိဘူးနော်ဒီလေထဲမှာပထဝီပါတယ်လို့ပြောရင်ယုံနိုင်မှာမလားမီးဓာတ်လည်းပါတယ်ရေဓာတ်လည်းပါတယ်အဘိဓမ္မာသင်မှုတဲ့လူတွေဆိုရင်ပိုသိမှာပေါ့ခွဲခြားလို့မရတဲ့နော်ရုပ်ဓာတ်10မျိုးပထဝီအာဘောတေဇောဝါယောဝဏကန္နရတ္တဩဇာဆိုတာဟုတ်လားဒါပေမဲ့ဘယ်ဟာကလွန်ကဲနေတယ်လဲဆိုတာတော့စကားပြောမယ်ပေါ့နော်ဒီလာဟာပြင်ထဲမှာဆိုရင်တော့ဘယ်ဓာတ်ကလွန်ကဲနေမလို့ထင်လဲလေဓာတ်ပေါ့နော်ဝါယောဓာတ်လွန်ကဲနေမှာဟုတ်လားအဲ့တော့ပြောချင်တာကဘာတုံးဆိုတော့ထိမှုကိုဘာကြောင့်ဘုန်းကြီးကပင်တိုင်းနေရာမှာထားပြီးတော့သူ့ဟိုသာဒလဇက်သိအောင်လုပ်လို့ပြောရတယ်လေဆိုရင်ဒီကာယပတ္တာရာကြီးကလည်းနေရာကျယ်တယ်တကူလုံးပဲဟုတ်လားဒီထိမှုကိုဖြစ်စေတဲ့ဖုထဘာယုံကြီးကလည်းအကုန်လုံးသူကလည်းအနှံ့အပြားဖြစ်နေတယ်ဟုတ်လားအဲ့တော့ကိုင်းနေတွဲတယ်နော်ဘာတွေဖြစ်နေတာတော့ထိမှုတွေဖြစ်နေတာပေါ့ကိုယ်ခန္ဓာအတွင်းထဲမှာထိမှုဖြစ်တာကိုလည်းစိတ်ဝင်စားတဲ့တယ်နော်ကိုယ်ရည်တယ်ဆန်တယ်ငုံတယ်မော့တယ်ဒီမှာထိမှုတွေအများကြီးအတွင်းထဲမှာထင်ရှားမသွားနိုင်ဘူးလားထင်ရှားသွားနိုင်တယ်အဲ့တော့ဘယ်ထိခြင်းကိုမဆိုလိုက်ပြီးတော့ဘာလို့မလို့သိပါအဲ့ဒါတရားအထုံနေအချင်းချုပ်ပဲ